ပြန်တဲ့ပတ်သက်ပြီးတော့ရှေ့ကနောက်ထပ်ရှင်းပြချက်ကလေးတစ်ခုလာပါဦးမယ်အဲ့ရှေ့တို့စကားပြောကြတဲ့အခါပေါ့နော် speaking ပြောကြတဲ့အခါမှာဒီစလုံးတွေကိုသုံးလို့ရပါတယ်ပထမဆုံးတစ်ခုက excuse me ဆိုတာကသူ့ရဲ့အဓိပ္ပာယ်ကတစ်စိတ်လောက်ပါလို့ပြောတာပါတစ်စိတ်လောက်ပါရှင်တစ်စိတ်လောက်ပါခင်ဗျာစာကြည့်ပြင်ပြောလို့ရပါနော်နောက်တစ်ခုက what time is it ဒါကတော့ဆောစောပြောထားတယ်ဘယ်နှစ်နာရီထိုးပြီလဲလို့မေးတာပါเนาะအဲ့ဒါဆိုလို့ရှိရင် it is 9:50အရှိက at တို့ from တို့ဘာမှမလို့เนาะအချိန်ကိုတန်းပြီးတော့ပြောလိုက်ရမှာပဲနာရီကိုမေးတာဆိုလို့ရှိရင် preposition မလို့ပဲနဲ့အချိန်ကိုတန်းပြီးတော့ဖြေလိုက်လို့ရပါတယ်အဲ့တော့ what time is it is 9:50နောက်တစ်ခုဒုတိယတစ်ခုကတော့ what time's the next busနောက်ထပ် bus ကားလာမှာဘယ်နှစ်နာရီတော့နဲ့အဲ့တော့ bus ကားတွေကဒီစီးပြီးစီးလာကြတယ်ခဏတွေကတော့9 minute ခြားပြီးလာတယ်ချို့က10 minute ခြားပြီးလာတယ်ချို့ကမိနစ်20မှလာတယ်ပေါ့နော်ဆိုတော့အဲ့တော့နောက်ထပ် bus ကားဒါမှမဟုတ်လို့ရှိရင်ယထာပေါ့နော်the next bus တို့ the next train တို့အစားကြီးတဲ့အစားထိုးပြီးတော့သုံးစွဲသွားလို့ရပါတယ်အဲ့တော့ it is at 5:15သူ့မှာဒီမှာမှတ်ထားပေးရမှာကသူ့မှာကတော့ဒီat ဆိုတဲ့ preposition လေးပါပါတယ်เนาะအဲ့တော့နောက်ထပ်ဘယ်နှစ်နာရီမှာဘာလာမှာလဲเนาะနောက်ထပ်ဘယ်နှစ်နာရီမှာဘယ်ယထာလာမှာလဲပေါ့เนาะနောက်ထပ်လာမယ့်ယထာကဘယ်နှစ်နာရီလဲနောက်ထပ်လာမယ့်ကားကဘယ်နှစ်နာရီလဲအစားကြီးတစ်ပြင်ပြောချင်တဲ့အခါမျိုးတွေမှာအရှိကနေ at ကိုထည့်ပေးရပါတယ်နောက်တစ်ခုကတော့ what time is the meeting အစည်းအဝေးကဘယ်အချိန်လဲလို့မေးရပါအဲ့ဒါဆိုလို့ရှိရင်တော့from ဆိုတဲ့ preposition ရဲ့ to ဆိုတဲ့ preposition ရဲ့ကိုနှစ်ခုထည့်ပေးရပါမယ်အဲ့တော့ဒီကနေ from ဆိုတာကမှเนาะမှဆိုတဲ့သူတွေရတယ်to ဆိုတာကတော့အထိလို့အသေးပဲရပါเนาะအဲ့တော့10နာရီမှ17နာရီခွဲအထိဖြစ်ပါတယ်လို့ပြောတာပါเนาะအဲ့တော့ what time is the meetingကိုစပြီးတော့ meeting စမဲ့အချိန်ကနေ meeting ဆုံးမဲ့အချိန်ကို from နဲ့ to ကိုအသုံးပြုပြီးတော့ပြောသွားလို့ရပါတယ်เนาะအဲ့တော့ဒီဟာလေးကို practice လုပ်ကြည့်အောင်ပါ excuse me what time is it it is 9:50 excuse me what time is the next bus it's at 5:15 excuse me what time is the meeting It's from 10 o'clock to 11:30. ဒါလေးကို practice လုပ်ထားပြီပါเนาะအဲ့ဒါမှနောက်တစ်ခါကိုပြောရတဲ့အချိန်မှာအစဉ်သင်ဒီစလုံးလေးတွေကိုသုံးနိုင်တော့မှာပဲဖြစ်ပါတယ်